ပြောထားတဲ့အတူကောက်လေး ERUO experience ဆိုရင်အတွေ့အကြုံမြန်မာလို့ဆိုရင် ever never before အားဆိုရင် reset ချက်ကိုရလက်ပြီးဆုံးမှုချက်ကိုသုံးရမယ့်စကားလုံးဒီ just already yes lately recently အဲ့လိုပဲချက်ကို you ဒီ present perfect tense ဆိုတာချက်ကိုအတိတ်ကာလကဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုဒီချက်ကိုဒီလက်ရှိအချိန်ပြည့်စုံပန်နဲ့ဆက်ပြီးတော့ချက်ကိုမလုပ်တဲ့အခါမှာလည်းပြောဆိုတဲ့အခါမျိုးကြလို့ရှိရင်ဒီချက်ကိုဗာလဲသုံးတဲ့ tense ဖြစ်ပါတယ်အဲ့ဒီအချိန်တိကျကိုအဓိကမထားဘဲနဲ့ရလက်ဒါမှမဟုတ်အတွေ့အကြုံတွေကိုအလေးပေးတဲ့အခါမှာလည်းသုံးတာမျိုးတွေလည်းချက်ကိုရှိပါတယ်အဲ့တော့ချက်ကို present perfect tense မှာချက်ကိုနှစ်မျိုးအတိတ်မှာဖြစ်ခဲ့တဲ့အရာမျိုးယခုချိန်ဒီအကျိုးတရားမှုရှိနေတဲ့ action တွေအတွက်ကိုချက်ကိုသုံးတယ်ဟုတ်ပြီသူရဲ့ချက်ကို pattern တွေနေနဲ့ဆိုရင်ဘယ်လိုသုံးလဲဆိုရင် present ဒီချက်ကိုဒီ perfect tense ရဲ့ချက်ကို pattern ဆိုရင်ချက်ကို subject plus has to hold have plus battery ပေါ့နော် battery present past participle ကိုချက်ကိုသုံးတယ် subject plus has to hold have plus battery လိုက်တယ်ဟုတ်ပြီဒီချက်ရေးဘယ်လိုမျိုးမှာစာရွာ have ကိုသုံးပါလဲဒီချက်ရေး have ဒီအများဖြစ်တဲ့အခါမှာသုံးမယ်တနည်းအားဖြင့် I တွေ you တွေ we တွေ they တွေ sorry we တွေ they တွေပေါ့နော်ကျွန်တော်အဲ့လိုမျိုးအများဖြစ်တဲ့အခါမှာ have ကိုသုံးတယ်ဆို has ကကြတော့ကျွန်တော်ဗာလဲ he she it ဆိုတဲ့ကျွန်တော်အနည်းဖြစ်တဲ့အခါမှာကျွန်တော်နည်းတဲ့အခါမျိုးကြရင်ဘာသုံးမရမလဲ h has has ကိုသုံးမရအဲ့တော့ချက်တောက်ပြောထားတယ်ညားရင် have နည်းရင် has ဗာလဲညားရင် have နေ has အဲ့ဥပမာလေးလည်းပါတယ်ဟုတ်ပြီဒီမှာအသုံးလေးမျိုးဘယ်လိုမျိုးညားဒီမှာသုံးကြလဲအသုံးများလဲဆိုရင် ERUO E ဆိုတာက experience အတွေ့အကြုံတွေမှာလဲဆိုပါလေသုံးနေဥပမာအတွေ့အကြုံတွေဘယ်လိုစကားလုံးမျိုးတွေချက်သုံးလဲဆိုလို့ရှိရင် ever never before ဟုတ်လားနောက်တစ်ခုကကျRရဲ့ခြေကောက်က reset ရလက်ပြီးဆုံးမှုဒါမျိုးတွေကလို့ရှိရင်ဆိုတာသုံးတယ်ဒါဆိုရင်စကားလုံးလေးတွေကဘယ်လိုမျိုးသုံးလဲဆိုတာ just already yet ဟုတ်လားနော်နောက်တစ်ခုကကျတော့ချက်ပြောတယ် recently lately ဒါမျိုးလေးတွေချက်ပါသုံးတယ်နောက်တစ်ခု you ရဲ့အရှိကောင် unfinished time မကုန်သေးတဲ့ကာလမပြီးဆုံးသေးတဲ့ကာလ today this week this month this year အဲ့လိုမျိုးတွေရမှာလဲချက်ပေါ့ဒီစကားလုံးလေးတွေထည့်ပြီးတော့သုံးပြရမယ် ongoing ဆိုတာဆက်လက်ဖြစ်နေတဲ့လောက်ရက်အဲ့လိုမျိုးခါမျိုးကြားနေချက်ကိုသုံးရမယ့်စကားလုံးလေးက sings for ဒီလိုမျိုးစကားလုံးလေးချက်ပါသုံးလို့ရတယ်အဲ့တော့အဲ့ဒါကိုဒီအောက်မှာဒီကောင်လေးတွဲသုံးလေးရှိတဲ့စကားလုံးပေါ့နော် just already yet ever never sing for recently ဆိုပြီးဒီချက်ကိုပြောထားပါတယ်အဲ့တော့အဓိကချက်ကိုသုံးရမယ့်အရေးကြီးတဲ့အဓိကသတိပြုရမယ့်အချက်ကအချိန်အတိအကျSo yesterday last week in 2020အခုဒါမျိုးလေးတွေပါရင် past simple သုံးမယ် Okay နော်ဆိုတော့ past simple သုံးမယ်အဲ့ဒီမပါဘူးသို့မဟုတ်ကာလကမကုန်သေးဘူးဆိုရင် present perfect ကိုဆရာတို့ဘာလုပ်ပြရမလဲသုံးပြရမယ်အဲ့တော့ဥပမာအနေနဲ့ဆိုရင် I have seen him yesterday ထက် I saw him yesterday မှာဆရာတို့ကမှန်မှာဖြစ်ပါတယ် Okay ဒါဆိုရင်ခုနကတစ်ချက်ပြောထားတဲ့အတူကောက်လေး ERUO experience ဆိုရင်အတွေ့အကြုံမြန်မာလို့ဆိုရင် ever never before အားဆိုရင် reset ချက်ကိုရလက်ပြီးဆုံးမှုချက်ကိုသုံးရမယ့်စကားလုံးဒီ just already yes lately recently အဲ့လိုပဲချက်ကို you ဒီချက်ကို unfinished time ချက်ကိုမပြီးဆုံးသေးတဲ့အချိန် today this month ဒါမျိုးလေးတွေကသုံးမယ် ongoing ဆိုရင်အဆက်ပါတယ်ဆက်တဲ့တောက်လျှောက်ချက်ကိုဟာလားလက်ရှိထိဟာလား ongoing ပါလေဆက်လက်ဖြစ်ပွားနေတဲ့အရာမျိုးဆိုရင်ချက်ကို since တွေပါလေသုံးတယ် for နဲ့သုံးပြရမယ်ဒီထိနားလဲမလားမသိဘူးနားလဲပါမယ် Okay ဒါဆိုရင်အောက်မှာလာပြီဟုတ်ပြီဒီချက်ကြီး experience ERUO ရဲ့ experience အတွေ့အကြုံစပြီချက်ကိုအတွေ့အကြုံရှိမရှိပြောတဲ့အခါမျိုးမှာသုံးတယ်ဥပမာချက်ကိုဘယ်လိုမျိုးသုံးလဲဆိုချက်ကိုကြည့်ကြည့်အောင်ကျွန်တော်ပကံကို3ချိန်သွားဘူးပါတယ်3ချိန်သွားဘူးလေဒါသူ့ရဲ့ experience ဒါဆိုရင်ချက်တို့ဘာသုံးလဲကျွန်တော်ဆိုတော့ I ဟုတ်လားเนาะချက်သွားဘူးပါတယ်ချက်ဘာလဲအခုဒီချက်က present simple present ပါ perfect tense ကိုချက်သုံးနေရဒါဆိုရင်ဘာသုံးလဲဒီအများဆိုတော့ HAV ချက်ဘာနဲ့သွားမလဲ have နဲ့သုံးမယ် having but အနေနဲ့အဓိက main ဘက်အနေနဲ့ဆိုရင်သွားပြီးတော့သွားဖူးဘူးပါတယ်လဲဘူးလား visited ပေါ့ VISITD visited ချက်ဘာသုံးလဲဒီကောင်ဒီ verb 3ဘယ်ကိုသွားဘူးတာလဲပါလေ visited began 3 time ဘယ်နှချိန်လဲ3ချိန်သွားဘူးပါတယ်ဒါဆိုရင်သူ့ရဲ့ပါလေချက် experience ပဲဟုတ်လားနောက်တစ်ခုနင်ဆူရှီစားဘူးလားတဲ့ ever တွေ့လားနင်ဆူရှီစားဘူးလားအဲ့တော့ချက်ကထေလို့ရှိရင်တော့ချက်ဥပါလေ I have နဲ့ဖြေမှာပေါ့ဟုတ်လား I have ဒါပေမဲ့ချက်ကမေးခွန်းမေးတဲ့ပြကြအဲ့ဒီအကူကရိယာဖြစ်တဲ့ have ကိုချက်ဘာလို့ထုတ်ပြရလဲအရှိကိုထုတ်ပြရတယ် have you ever eaten sushi ဟုတ်လား have you ever eaten sushi အဲ့တော့နင်ဆူရှီစားဘူးလားဒါသူရဲ့တွေ့ကြုံမေးလိုက်တာဒါဒီ experience စကားလုံးဒီလိုမျိုးစကားလုံးမျိုးလေးဆိုတဲ့ချက်ဘာနဲ့သွားမှာလဲ
eaten ဆိုတဲ့သူရဲ့နောက်မှာချက်ပါလေသူဒီ battery နဲ့ပဲချက်လို့သွားမယ်အဓိကကဒီချက်လို့ဒီ experience ဖြစ်တဲ့အတွက်ကြောင့်ချက်လို့ဘာသုံးတာလဲ ever တွေ့လားရမလားမသိဘူးဒါလေးရမယ်နော် experience ဖြစ်တဲ့အတွက်ကြောင့်ချက်ဒီမှာဘာသုံးတာလဲ ever တွေ့လားရမယ်နော်ဒါကြောင့်မလို့ဟုတ်ပြီဒီချက်လို့ဒီ have you ever eaten sushi ပေါ့ဒါပေမဲ့ဒီလိုမျိုး sentence တွေချက်လို့အများကြီးပြောလို့ရတယ်ပေါ့နောက်မှ sentence တူ sentence တွေထပ်ပြီးတော့အဲ့ additional sentence တွေထပ်လုပ်ကြည့်မယ်နော်လောဆယ်ဆို sentence နှစ်ခုလောက်ပြောပြပေးထားတယ် result ပြီးဆုံးသွားရလက်အဲ့တော့ရလက်ပြီးဆုံးမှုဥမာချုပ်သူမတော့ပျောက်သွားပြီပြောချင်တာအခုအဲ့တော့ကမရှိတော့ဘူးပျောက်သွားတာအခုမရှိတော့ဘူးတော့မရှိတော့ဘူးပြောချင်တာဒါဆိုရင်ချုပ်ကဘာဖြစ်သွားလဲသူ့ရဲ့တော့ပျောက်သွားခဲ့ပြီအဲ့တော့သူမဆိုတော့ချုပ်ကရှိပေါ့ဟုတ်လားရှိဒီအနေပြတဲ့ကြောင့် HCS has ကိုချုပ်သုံးတယ်ပျောက်သွားတာဆုံးရှုံးသွားတာမရှိတော့တာဆိုရင်ချုပ်ပါကြီးတယ် LOST loss ဟုတ်လား LOST သူ့ loss ရဲ့တော့ဆိုတော့သူ့ရဲ့တော့သူမရဲ့တော့ဆိုတော့နာစားဖြစ်တဲ့ဟာ key okay လား ဟာခီ သူမတော့ပြဒါတစ်ခုတစ်ချက်ကအခုအိမ်စာလုတ်ပြီးပြီတားကအိမ်စာလုတ်ပြီးပြီအခုအိမ်စာပြီးသွားပြီဆိုတော့ငါအခုအိမ်စာပြီးသွားပြီဒါဆိုရင်ဆက်ဘာလဲ I have finished my homework ခုနကချက်ပြောသလို I ဆိုတာအများဖြစ်တဲ့အကြောင်းဆိုတော့ HAV have နဲ့သုံးမယ်ပြီးရင်ကျွန်တော်ဘာလို့ပါလဲ finishes ပါလဲ battery ဒီနောက်ကကောင်ဒီ has have နောက်က battery မဟုတ်တော့အများနဲ့ချက်ပါလဲ battery လိုက်တယ်လို့ချက်ပြောထားပြီးသား pattern မှာတွေက my homework ဟုတ်လား my homework ဟုတ်တယ်ဆရာဒါဆိုရင်တက်တာဒီပါလဲချက်ကို result ပေါ့နော်ဒါသူပြီးသွားပြီငါအခုအိမ်စာလုပ်ပြီးသွားပြီပေါ့နောက်တစ်ခုမပြီးသေးတဲ့ကာလချက်ကိုဗာနဲ့တုံးလဲ this week တို့ this month တို့ဒီတစ်ပတ်အတွင်းအင်္ဂလိပ်စာလေးလာထားပါတယ်ဒီအပတ်ကမပြီးသေးဘူးဒီတစ်ပတ်အတွင်းအင်္ဂလိပ်စာလေးလာနေရပေါ့နော်ပြောချင်တာမပြီးသေးဘူးဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင် I have studied English ငါဒီ have အများကြီးတဲ့ကြောင့် I ဒီများပြ have study လေးလာနေတယ်အင်္ဂလိပ်စာ this week ဟုတ်လား this week ဒါဒီပတ်မှာလေးလာနေဒါပေမဲ့ပြီးသေးလားအဲ့လေးလာတာစာချက်တာမပြီးသေးဘူးအဲ့လိုသဘောမျိုးသုံးတယ်ဒါကြောင့်မို့ဆိုတော့ unfinished မပြီးသေးတဲ့အခါမျိုးကြားလို့ရှိရင်ကျွန်တော်ဗာနဲ့တုံးတယ် this week တို့အဲ့တော့ this day ဟာ this today ဟာလားကျွန်တော်နမူနာရေးထားတယ်ဟုတ်ရေးထားပါဆရာနော်အဲ့လိုမျိုးတွေခါကြလို့ရှိရင်ကျွန်တော်ဗာလဲ this week မပြီးသေးတဲ့အခါမျိုးကြားလို့ရှိရင် this week တို့ဒီမှာကျွန်တော်ဗာနဲ့တုံးတယ် today တို့ this man တို့ဟာလား this week this month this year အဲ့တော့ today ဒီလိုမျိုးချိန်ကတုံးတယ်ဒါမှမဟုတ်သားဒီလိုမျိုးရေးလို့ကျင်ရေးကျင်လေလား I have finished my sorry ဒီမှာ I have studied English today ဒီနေ့ငါအင်္ဂလိပ်စာလေ့လာလို့ပြီးသေးဘူးဒီလိုမျိုးလည်းပြောလို့ရတယ်ဒီနေရာမှာဆက်လို့ဟုတ်လားနော်ဒီနေရာမှာဆက်လို့ငါသုံးလို့ရတယ် I have ဘာလဲငါဒီ I have studied English ဘာလဲဒီနေရာမှာဆက်ပါလဲ TODY today ငါဒီအင်္ဂလိပ်စာဒီနေ့လေ့လာတာလေ့လာနေရပေါ့ငါသားဒီမှာပြီးသေးဘူးလေ့လာနေရပဲရှိသေးတယ်ဟုတ်လားဆက်ပြောချင်လားရမလားဥမာဒီမှာကြည့်လာပြီ today ဒါဆိုရင်တေးကြရဲ့ဆဲဦးဒီကောင်ကြီးဒီဘာကြီးလဲသူဒီဘယ်ကောင်ကြီးလဲသွားကြ unfinished time ယူထဲမှာသွားဝင်တယ်မပြီးသေးတဲ့ unfinished time ဆိုတာချက်ပါလေမပြီးဆုံးသေးတဲ့ဟာဥမာပြော she has watched 2 movie today တဲ့သူမဒီအနေပြတဲ့ကြောင့် HASS တုံးတယ်သူရဲ့နောက်မှာလိုက်တာဒီချက်ကိုဘာလိုက်လဲဒီချက်ပြောတယ် verb 3လိုက်တယ်ဆိုတော့ watch ဆဲဦးဒီ she has watched movie နှစ်ခုရုပ်ရှင်နှစ်ကားဘာလဲ today ကြည့်ပြီးပြီဟာလားအဲ့တော့ဒီနေ့ဒီမှာရုပ်ရှင်တစ်ခါကြည့်ပြီးပြီဆိုတော့ချုပ်ပါလေကြားလိုက်တာသိရမှာမဟုတ်ဘူးလေသူစစ်တဲ့အချိန်စောက်ရတယ်ဟုတ်တယ် unfinished time ဆိုပြီးချက်ကွာဒီဆုံးတဲ့ဒီကာလာ ongoing situation အဆက်မပြတ်သားဖြစ်နေတာအဲ့ကနေဥမာချက်ခုနပြောဒီမှာနေခဲ့တာလက်ရှိနေပြီချက်ကွာလက်ရှိနေခဲ့ပြီးပြီဟုတ်လားချက်ပြောတာလက်ရှိမှာလည်းနေခဲ့ပြီးအရင်ကလေးကလေတာဟုတ်တော့ပြောပါငါနေမဟုတ်ဘူးလွန်ခဲ့တဲ့ရှယ်ကို3နှစ်ကလည်းတာဒီမှာနေရအခုလက်ရှိတာနေနေရဒီမှာနေရ9နှစ်ရှိပြီအဲ့လိုမျိုးဆိုရင်လက်ရှိ onမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဘာသုံးရလဲရှေ့ချောင်းတက်ကြည့်ဒါကြောင့်မို့ကျွန်တော်ဒီမှာဘာသုံးရလဲ for သုံးရတာငါဒီ have အများဖြစ်တဲ့ကြောင့် HAB ကတော့ live နေခဲ့တယ် here ဒီမှာ for 5ငါဒီမှာနေခဲ့တာဘာဖြစ်လဲ9နှစ်ရှိပြီဒီလိုမျိုးဆိုရင်ကျွန်တော်ဘာနဲ့သုံးလဲ5 years ဘာနဲ့သုံးလဲ for နဲ့သုံးမယ်for နဲ့သုံးမယ်နားလည်မယ်နော် for နဲ့သုံးမယ်ဒါဒီပါလဲ ongoing မို့နောက်တစ်ခု she has known him since
2020 သူမ နောက်တစ်ခါကဘာလို့လဲမင်းငါတို့ က ဆိုင်တာ နေတဲ့ကြောင့် HAS has သူမ ဘာ ဒီ လို့လဲဘာလို့ပြောသူတို့ no ချိန် ဘာ နေ လို့လဲတိတယ် him သူ့ကိုတိတယ်အရင်ကတည်းက2020လောက်ကတည်းကသူ့ကိုတိလာတာဘာဆိုတော့အရင်ကတည်းကဆိုတော့အခုတော့သူ့ကိုတိတယ်တားဆိုတားတငယ်ချင်းနဲ့တားနှစ်ယောက်ရှိတားဒီတားပါတော့9တန်းလောက်တည်းကတူတားဒီစာတင်ခဲ့တာအခုလက်ရှိကြီးလည်းသူနဲ့တင်နေတယ်ဆိုတော့သူ့ကိုတားဒီ9တန်းလောက်တည်းကတိလာတာပြကြောင်လက်ရှိမှလည်းသူနဲ့တိနေသေးတယ်ဒါကြောင့်မလို့ကိုကြီးတဲ့အတွက်ကြောင့်တချို့တို့ဒီဘာနဲ့သုံးမိရလဲ SIN C6 နဲ့သုံးမိတာရမလားမသိဘူးတားလေး ရပါမယ်ရ ရမယ်နော်အဲ့တော့ she has known ငါသိတယ် him ကိုအရင်ကတည်းကစင့်ပါလေ2020ကတည်းကငါသူ့ကိုသိခဲ့တာပါနားလည်မလားမသိဘူးဒါလေး အားလည်းပါဒီချေ ရမယ်နော် okay ဟုတ်ပြီဒါလေးကတော့ဒီချက်တို့ဒီမှာအဲ့တော့ ERU O ရဲ့ချက်ဝဒီအတွေ့အကြုံရဲ့ဆိုအရှေကောက်ပေါ့နော်အတွေ့အကြုံလက်ဆက်ချက်ကိုပြီးတဲ့ U ရဲ့အကောင်ရှိမယ် ongoing ရှိမယ်အဲ့ဒီကောင်ရဲ့ချက် example လေးနဲ့တခါပြောထားရတယ်နော်ဒါကကြတော့ချက်ဒီသတိပြုရမယ့်ဟာလေးတွေအရေးကြီးတဲ့ဟာလေးတွေနော်ဒါ pattern ဆိုရင်ချက်ဘာရှိမလဲ subject plus has to more have plus ဒါ3ပဲလိုက်တယ်နော်အဲ့တော့တာတိယမှာ has to have to ရဲ့အနောက်မှာဘာပဲလိုက်လဲ has to have to ရဲ့အနောက်မှာ have 3ပဲလိုက်တယ်ရှားမယ် ဘာကြည့်ရလဲဟုတ် okay ဟုတ်ပါပြီ